သေရွာကာလယောက်ျားသောခါကိုနောက်ကိုများဘာများပါမှာပစ္စည်းအစုစုတစ်ခုမပါကိုပြုထားကံများပါမိသာသေရွာကာလယောက်ျားသောခါကိုနောက်ကိုများဘာများပါမှာပစ္စည်းအစုစုတစ်ခုမပါကိုပြုထားကံများပါမိသာပရိသတ်သိရင်ပစ္စည်းဥစ္စာပါသွားရဲ့လားဘာတွေပဲပါသွားမှာကိုပြုတ်ထားတဲ့ကောင်းတဲ့ကံတွေမကောင်းတဲ့ကံတွေဒါတွေပဲပါသွားမှာ။အိုးဆရာတော်ကြီးရဲ့ကဗျာအဲ့ဒီကဗျာရဲ့ဒုတိယအပိုက်လေးသိကောင်းတယ်။အထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်အထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မှာအလကားဘာကမှလည်းပါမသွားဒီရွာကြတော့အဘယ်လားနိဗ္ဗာန်ရောက်ဖို့အခက်သာဆရာတော်ကြီးရဲ့ဒုတိယအပိုက်လေးသဘောကျစရာကောင်းတယ်အထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်အထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်မှာအလကားဘာကမှလည်းပါမသွားဒီရွာကြတော့အဘယ်လားနိဗ္ဗာန်ရောက်ဖို့အခက်သာအထုပ်တွေပြင်လားမပြင်ဘူးလားဘုန်းကြီးထင်တဲ့ဒကမတွေပိုပြင်လားမသိဘူးနော်ခုရန်ကုန်ကလာတဲ့အဖွဲ့တွေ18လမ်းအုပ်စုတွေဥမာနိတရဲ့အဖွဲ့တကာတော်မတွေမန္တလေးဖျားဘူးလာတာဘုန်းကြီးထင်တယ်သွားမှာကတညာအိတ်နှစ်ညာအိတ်ခရီးထုတ်ထားတဲ့အထုပ်က4-5တုပ်လောက်ပါလောက်တဲ့ဒကမတွေဒီကြားတဲ့တခါကဒီလောက်ထဲ့တာတော့လူကြားသူကြားတဲ့ကြိုင်ငါမိတ်ကပ်ဘူးလေးမေးလာခဲ့ပြီဆိုတာပါတယ်ပရိသတ်ဒီလောက်ထုတ်တာတော့မေ့သလားမမေ့ဘူးလားအထုပ်ကြီးလေးလေးစိုးရိမ်မှုကြီးလေးလေးပါပဲတန်ဖိုးကြီးလေးလေးတောကကြီးလေးလေးဖြစ်လားမဖြစ်ဘူးလားအထုပ်ကလေးတပြင်းပြင်းကိုနောက်ပါမဲ့ထင်အထုပ်ရှင်သေးလို့သွားကြံတဲ့သူတွေဝေလို့စားအထုပ်ရှင်နဲ့သေသွားရင်ဘသူတွေဝေစားကြံတဲ့သူတွေဝေစားအမွေတွေခွဲလိုက်ချတာနော်ဘုန်းကြီးဝေစားရင်သာဓုခေါ်တယ်တချို့ကဝေမစားနိုင်လို့လူစားနေတဲ့သူတွေရှိတယ်မရှိဘူးလားအမွေတွေအဝေမတက်လို့လေမောင်နှမချင်းချင်းမိဘတွေကြံခဲ့တဲ့အမွေတွေပရိသတ်လူပြီးတော့ယုံရောက်ခက်ရောက်ဖြစ်တာတွေရောမရှိဘူးလားဝေစားတဲ့သူကိုသာဓုခေါ်တယ်လူစားတဲ့သူကိုသာဓုမခေါ်ဘူးဘုန်းကြီးတိုက်တွန်းပါတယ်ပြိဿအကယ်၍များအထုပ်တွေကြံခဲ့မယ်ဆိုရင်ဝေစားကြပါလူမစားကြပါနဲ့လို့လူစားရင်ကိုယ်လည်းမစားပဲနဲ့ဂျားကတရားသူကြီးတွေရဲတွေစားကုန်တာဒါတူတူပြောရတာလို့မကြအောင်နော်ယုံကြည်နေခဏခဏသွားကိုမစားပဲသူတို့ပေးရလားမပေးရဘူးလားအဝေမတက်လို့အမွေတွေလူနေတာယုံကြည်ခဏခဏခေါ်ပတ်စံနေကုန်လိုက်တာရရမဲ့အမွေလေးသူတို့ကိုပေးနေရတဲ့အမှုလဲပြတ်ရော့ရစရာမရှိအကျွေးပါပတ်တယ်ဝေမစားလို့လူစားရင်ပိုဒုက္ခကြည်လားမကြည်ဘူးလား